Okay ဒီနေ့ကတော့ကျွန်တော်တို့ဒီ NN393P ကိုလက်တွေ့မှာဘယ်လိုဆင်းရမလဲပေါ့နော်လက်တွေ့မှာဘယ်လိုဆင်းရမလဲဆိုတဲ့ဟာလေးကိုဒါပြောပြပေးမယ်အဲ့တော့ဟိုတဲ့ diagram တော့ထပ်မပြတော့ဘူးเนาะ diagram တော့မနေ့ကကျွန်တော်တို့ဒါပြပြီးသွားပြီဆိုတော့အဲ့တော့ဒီကောင်လေးကိုရင်ဦးတော့ကျွန်တော်ဖြုတ်လိုက်မယ်အဲ့မှာ power supply ပေါ့နော် power supply တက်လိုက်မယ်အဲ့တော့ဒီကောင်တွေကကြတော့ကျွန်တော်တို့ဒီဒါလေးတွေကိုလေ့ထားဖို့လိုပါတယ်ဒါလေးကတော့ကျွန်တော်တို့ဒီ online training တွေမှာထည့်တင်မယ်သင်ခန်းစာလေးတွေပေါ့နော်ဒီ digital IC တွေเนาะဒီလိုမျိုး IC လေးတွေကျွန်တော်ထည့်တင်ဖို့အတွက်လုပ်ထားပါတယ်လက်တွေ့ပါစမ်းတက်ပြမယ်ပေါ့နော်အဲ့လိုဒီတော့ plan ထားပါတယ်โอเคဖြုတ်လိုက်မယ်โอเคဒါဆိုရင်ရသွားပြီเนาะဒါဆိုရင်ရသွားပြီအဲ့ကောင်းပြီတော့စပွဲလေးနဲ့ရှင်းလိုက်โอเคရအဲ့တော့ဒီလိုမျိုးလေးပေါ့နော်ဒါကတော့သူ့ရဲ့ IC လေးဖြစ်ပါတယ်အဲ့ဒါသူ့ရဲ့ IC လေးဖြစ်ပါတယ်အဲ့တော့သူ့ရဲ့ IC ရဲ့ pin out ကသူ့ရဲ့ IC ရဲ့ pin out ကကြတော့ကျွန်တော်တို့ဒီနော်ဒီမှာဒါသူ့ရဲ့ pin out သူ့ရဲ့ pin out ကကြတော့ဗာလဲဆိုတော့တဲ့ဒီမှာဒီကောင်ကတစ်ဆက်တယ်နော်ဒီကောင်ကတစ်ဆက်တယ်ဒီကောင်ကတစ်စုံနော်ဒီမှာဆိုလို့ရှိရင်ဒီကောင်ကတိတ်မစုံတခြားတိုင်ကတစ်ချက်ပြပေးမယ်ဒါမှဒီမှာဒီလိုမျိုးပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့က output ရဲ့ဒီကောင်ကကြတော့ဗာလဲဆိုတော့ဒါက inverted input A နော်ဒါကြတော့ non inverted input A ဆိုလိုချင်တဲ့ကတော့ဒါ non inverted ဆိုတာမပြောင်းလဲဘူးကိန်းတွေပေါ့နော်ဒီ inverted ဆိုတာကြတော့ပြောင်းလဲမယ်ပေါ့နော်ပြောင်းလဲမယ်ဒီကောင်ကတော့အပေါင်းဘိုးတွေဒီကောင်ကြတော့ကျွန်တော်တို့ standard ထားပြီးတော့ဒီကောင်နဲ့လိုက်ရှင်ရမှာပေါ့နော်အပေါ်ကကောင်ကကြတော့ output A ဒါကတစ်စုံနော်ဒါကတစ်စုံအဲ့တော့ဒီဘက်မှာကျတော့နောက်ထပ်တစ်စုံရှိမယ်အဲ့တော့ဒီမှာဆို output B နံပါတ်7ပြန် output B နံပါတ်6ကကျတော့ inverted input B နံပါတ်5ကကျတော့ non inverted input B နော်ဒီကောင်ကကျတော့ non inverted ဒီကောင်ကကျတော့ sorry ဒီကောင် inverted ဒီအောက်ကကောင် non inverted အဲ့တော့ကျွန်တော်တို့ကဒီမှာ non inverted ဆိုတာက body မပြောင်းလဲဘူးเนาะဒီကောင်ဂိမ်းတွေနေထားမယ်ဘာလို့ဆိုတော့သူကအပေါင်း body inverted ကကျတော့ပြောင်းလဲမယ်เนาะပြောင်းလဲမယ်အဲ့တော့ဒီကောင်က6 body ဆိုလို့ရှိရင်ဒီ inverted ဘုတ်ကအနှုတ်ကသူ6 body တက်များသွားမယ်ဆိုရင်ဒီကနေရောအနှုတ်ထွက်သွားမယ်6 body တက်နည်းသွားမယ်ဆိုလို့ရှိရင်ဒီအောက်ဘုတ်ကနေရောမှအပေါင်းပြန်ပြီးတော့မှထွက်သွားမယ်เนาะဟုတ်ပြီအဲ့တော့ကျွန်တော် power line ကြီးကြာ power line ကျတော့ number 4ဒီ ground number 4က ground number 8ကကျတော့အပေါင်း VCC ပေါ့เนาะဟုတ်ပြီအဲ့ဒီတိုင်းကျွန်တော်တို့ဒါဆင်ရအောင်เนาะအဲ့ဒီတိုင်းကျွန်တော်တို့ဆင်လိုက်မယ်အဲ့တော့ကျွန်တော်ဒီလိုမျိုး project book လေးဝယ်ထားတင်တယ် project book ကကျတော့ကျွန်တော်တို့ဒီတက်ရက်လေးထားတင်တယ်ပေါ့เนาะဒါကတော့ကျွန်တော်တို့တော်ကြာပြီဝယ်ထားတာကဟုတ်ပြီအဲ့တော့ကျွန်တော်ဆင်လိုက်မယ်အရင်ဆုံးကျွန်တော်အပေါင်းနှုတ်ကိုအရင်ကျွေးမယ်ပေါ့နော်အပေါင်းနှုတ်ရင်ကျွေးအဲ့တော့စောစောကြီးခဲ့တဲ့အထဲမှာ number 8ကဘာလဲဆိုတော့number 8ကကြတော့အပေါင်းနော် number 8ကအပေါင်းဟုတ်ပြီအဲ့တော့ကျွန်တော်ဒီ number 8ကိုအပေါင်း line နဲ့ရှိတ်လိုက်မယ်နော်ဒီကောင်အပေါင်း line နဲ့ရှိတ်လိုက်ဟုတ်ပြီအဲ့တော့ကျွန်တော်ပြီးတော့ရှင် ground ကကြတော့ number 4နော် number 4ကိုကျွန်တော်တို့ဒီဘက်က ground line နဲ့ဒါရှိတ်ဆက်လိုက်မယ်ဟုတ်ပြီเนาะဒါဆိုရှိတ်ချက်လိုက်ဟုတ်ပြီဒါဆိုရဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဒီမှာ number 4 ပင် number 4 ပင်က sorry number 3 ပင် number 3 ပင်ကကျတော့ non inverted အပေါင်းဘိုးတွေပေါ့နော် non inverted ကိုကျွေးမယ် non inverted ကျွေးမယ်ဆိုလို့ရှိရင်တော့အဲ့ကောင်ကကိန်းတွေအနေနဲ့ထားမယ်ဆိုတဲ့ခါကျတော့ဒီမှာbody divider နဲ့ကျွေးလိုက်မယ်ပေါ့နော်အဲ့တော့ body divider ရဲ့သဘောတရားအရဒီ resistance တန်ဖိုးတူတယ်ဆိုလို့ရှိရင်ဟပ်ဘိုးတွေရပါတယ်အဲ့တော့ကျွန်တော်တို့ကတွဲဘိုးတွေ power supply ပေးမှာဆိုတော့ဒီကောင်စစ်ဘိုးတွေရမှာပေါ့နော်အဲ့ဒီနေရာမှာဒါဒီ body divider ပါ resistor နှလုံး series ဆက်ထားတယ် ground ချတယ်အပေါင်းကျွေးတယ်ဒီအလဲကနေရောမှ output ဘိုးတွေပြန်ထုတ်တယ်အဲ့ကောင်ကိုကျွန်တော်တို့ကbody divider လို့ခေါ်ပါတယ်အဲ့တော့ body divider ရဲ့နီလန်းရဒီ resistance တူတယ်ဆိုလို့ရှိရင်ဒီဟပ်ဘိုးတွေရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီဘက်က number 3 ပင်ကိုရှိတ်လိုက်မယ်ဒါဆိုရင် number 3 ပင်ဒီnon inverted ဖြစ်သွားမှာအဲ့တော့ inverted ကိုကကြတော့ကျွန်တော်ဘာနဲ့ကျွေးမလို့ဆိုလို့ရှိရင်ဒီလှည့်တဲ့ resistor နဲ့ကျွေးမယ်အဲ့တော့ resistor မှာသူကဒီမှာဆိုလို့ရှိရင် pin out 3 ပင်ရှိပါတယ်ဒီဘက်ကအပေါင်း
ဘက်ကအလဲရ signal ဒီဘက်ကအနှုတ်အဲ့လိုမဟုတ်ဆိုရင်ဒီဘက်ကအပေါင်းအလဲရ signal ဒီဘက်ကအနှုတ်ကြိုက်တယ်လို့ကျွေးလို့ရတယ်အဲ့တော့ကျွန်တော်လွယ်အောင်လို့ဒီဘက်ကပင်ကိုကျွန်တော် ground ချလိုက်မယ်နော်ဒီဘက်ကပင်ကိုဟုတ်လားဒီဘက်မှာ ground ချလိုက်မယ်နော်ဒီမှာground ချလိုက်မယ်ဟုတ်ပြီနော် ground ချလိုက်မယ်အလဲပင်ကကျတော့ကျွန်တော်ဒီကောင် signal ပြန်ထွက်မှာအဲ့တော့ဒီကောင်ကကျတော့0 to 12 volt ထွက်မယ်နော်0 to 12 volt အလဲ0 to 12 volt ပြန်ထုတ်မယ်ပြင်ဒီကောင်ကျွန်တော်ဗာကျွေးရင်းလဲဆိုတော့ sorry အလဲပင်ကကျတော့ကျွန်တော်ဒီမှာ inverted ဖြစ်တဲ့ number 2ပင်ကိုလာပြီးတော့ရှိတ်ဆက်ပြရမယ်ဟုတ်ပြီနော်အဲ့တော့ဟုတ်ပြီသူ့ကိုကျွန်တော်တို့ဗာကျွေးရမလဲဆိုတော့အပေါင်းကျွေးရမယ်ဒီဘက် ground signal အပေါင်းကျွန်တော်ဒီ VR resistance လို့ပေါ့နော် variable resistor အကြောင်းသိမယ်ဆိုရင်ကျွန်တော်တို့ဘာစင်တာအကြောင်းသိမလဲဆိုတော့ဒီ position စင်တာအကြောင်းကိုသိမှာဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဒီ output board တွေကိုစဉ်းစားမယ် output ပြန်ထွက်မဲ့ဟာက number 1နော် number 1 output ထုတ်မယ်ဒီကောင်ကကျွန်တော်တို့အပေါင်းအနှုတ် board တွေကများခိုင်းမှာဖြစ်တဲ့ကြောင့်ဒီကောင်ဒီဘာထွက်မလဲဆိုအနှုတ် board တွေထွက်မယ်အဲ့တော့ကျွန်တော်ဒီမှာ resistor ရှိမယ် sorry LED ရှိမယ်အဲ့တော့ဒီမှာ resistor ကဒီကောင်ထွက်လာရင်12 volt ထွက်မှာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်တို့ဒီ resistor လေးခံလိုက်မယ်ဒီဘက်မှာရှိတ်ဆက်လိုက်မယ်ပြီးရင်ကျွန်တော်ဒီမှာ LED နော် LED ကိုဒီကောင်လို့ရှိတ်လိုက်မယ်အဲ့တော့ LED ရဲ့သဘောတရားက4 shade တိုမနော်ရှည်တဲ့ကောင်ကိုကျွန်တော်အပေါင်းဘက်မှာစိုက်မယ်တိုတဲ့ကောင်ကကျတော့ကျွန်တော်ဒီဘက်က output body မှာလာပြီးတော့မှရှိတ်ဆက်လိုက်ဒါဆိုရင်ပြည့်စုံသွားပြီဟုတ်ပြီအဲ့တော့ကျွန်တော်ဒီ power supply ကျွေးမယ်power supply ကျွေးမယ်ဆိုတော့ဒီဘက်ကအပေါင်း line ဟုတ်ပြီနော်ဟုတ်ပြီအဲ့တော့ဒီဘက်ကကျတော့အနှုတ် line ပေါ့နော်အနှုတ် line ကတော့ကျွန်တော်ဒီအဝါလေးနဲ့ကျွေးလိုက်ပေါ့နော်အဲ့တော့လွယ်အောင်လို့ဒီဘက်ကိုရွှေ့လိုက်မယ်နော်ဒီကောင်ကျွေးနေဟုတ်ပြီအဲ့လုံးရှိတ်လိုက်ရှိတ်ပြီးရင် power supply ကျွေးလိုက်နော် power supply ကတော့ကျွန်တော်တို့ဒီမှာဒီကောင်လေးကျွန်တော်ပြင်ရောက်တဲ့ survey equipment မှာရောင်းနေတဲ့ကောင်လေးနော်အဲ့ကောင်လေးနဲ့ကျွေးမယ်အဲ့တော့ကျွန်တော်ဒီမှာ12 volt တွေကျွေးမယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ဒီကောင်အပေါင်းဆိုရင်အပေါင်းရှိတ်လိုက်မယ်နော်5 volt တွေကျွေးမယ်ဆိုရင်လည်းရတယ်ဒါပေမဲ့ကျွန်တော်12 volt တွေကျွေးလိုက်မယ်အဲ့တော့ဒီကောင်ကို ground ကျွေးလိုက်ရရနော် ground ကျွေးလိုက်ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီမှာဒီကောင်ကိုကျွန်တော် volt တွေ adjust လုပ်မယ်နော် volt တွေ adjust လုပ်မယ်အဲ့တော့ဒီမှာသူကလောလောဆယ်သူက5 volt တွေဖြစ်နေတယ်5 volt တွေဖြစ်နေတဲ့ဟာကိုကျွန်တော်တိုးလိုက်မယ်12 volt တွေဖြစ်အောင်ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီမှာ power ကျွေးလိုက်ဒီမှာမီးလင်းပြီဆို power ထွက်ပြီဟုတ်ပြီအဲ့တော့ဒီကောင်ကစားကြည့်မယ်6 volt တွေတည်းများမယ်ဆိုရင်သူက LED ကမီးလင်းမယ်လောလောဆယ်မလင်းနေဘူးအဲ့တော့ light စစ်မယ်ဘနားတွေ loose ဖြစ်လဲပေါ့နော်အပေါင်း line လည်းဒီမှာရောက်တယ်ဘယ်နာလွတ်လဲမသိโอเคဒါဆိုရင်ရပြီအဲ့တော့ကျွန်တော်တို့ဒီမှာ9 inverted board တွေတဲ့ inverted board တွေကများသွားတဲ့ခါကျလို့ရှိရင်ဒီကောင်အနှုတ်ထွက်လာမယ်အနှုတ်ထွက်လာမယ်ဆိုလို့ရှိရင် LED ကမီးလင်းမယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်ပြန်ရှင်းပြပေးမယ်အဲ့တော့ဒီမှာကျွန်တော်ရှိတ်ဆက်ထားတာကဒီကောင်ကအသေးကျွေးထားတယ်ဒီကောင်က6 volt တွေနော်6 volt တွေအဲ့တော့6 volt တွေဆိုတော့6 volt တွေတဲ့ဒီဘက်ကအနှုတ် volt တွေကများသွားမယ်ဆိုလို့ရှိရင်ဒီကနေအနှုတ် volt တွေထွက်လာမယ်အနှုတ် volt တွေထွက်လာမယ်ဆိုတော့ LED ကိုအနှုတ်ရောက်မယ် LED ကိုအပေါင်းကျွေးထားဖြစ်တဲ့ကြောင့်မို့နော် LED ကလင်းမယ်နော်ဒီလိုမျိုးအဲ့တော့ဒါဒီဘက်မလင်းတော့ဥစ္စာဘာဖြစ်လို့လဲဆိုတော့ဒီ9 inverted volt တွေက6 volt တွေ6 volt တွေတဲ့နည်းသွားမယ်ဆို LED ကမှိန်သွားမယ်9 inverted volt တွေတဲ့များသွားမယ်ဆို LED ကလင်းသွားမယ်နော်ဒီလိုပုံစံမျိုးလေးဖြစ်ပါတယ်ဒါဒီကျွန်တော်တို့ဒါ original amplifier တွေကိုဒါလေ့လာတာဖြစ်ပါတယ်ဒါကတော့အရှိခံပေါ့နော်နောက်ပိုင်းကျလို့ရှင်တော့ကျွန်တော်တို့ဒီ motor driver တွေဘယ်လိုလုပ်တာလဲပြီးတော့ရှင်ဒီ injector driver တွေပြီးတော့ရှင်တော့ဒီ ignition coil driver တွေဘယ်လိုလုပ်တာလဲဆိုတဲ့ဟာကိုဒါရှင်းပြပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီ online သင်တန်းတွေမှာဆိုလို့ရှင်လည်းဒါတွေတော့ထည့်ပြီးတော့မှသင်ကြားပေးမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ